မင်းအွန်လိုင်းမြက်ွယ်မှာရှောင်းပုံးနေရတဲ့ခရိုနီဒေသမြန်မာနိုင်ငံရဲ့ခရိုနီတထေးတွေအကြောင်းကိုပြောရင်လူအများစုပထမဆုံးသတိရမိမဲ့နာမည်တွေထဲမှာဒေသဆိုတဲ့နာမည်ပါဝင်ပါတယ်။တစ်ချိန်လုံးကထူးကုမ္ပဏီလို့ပြောလိုက်ရင်အစိုးရစီမံကိန်းတွေတစ်လုပ်ငန်းတွေကြောင်းမြတ်လုပ်ငန်းတွေလေကြောင်းလုပ်ငန်းတွေအစားနေပြီးတော့စောက်လုပ်ရည်အထိနေရာတိုင်းမှာတွေ့ရတဲ့ကုမ္ပဏီကြီးဖြစ်ခဲ့ပါတယ်။ဒါဆိုဒေသဟာဘလို့ကြောင့်ဒီလောက်ထိကြီးပွားလာခဲ့တာလဲ။ဒေသဟာစစ်တပ်ကတော်ပတ်စံ29တက်ရောက်ခဲ့ဘူးပါတယ်။ဒါပေမဲ့ကျောင်းမပြီးခင်အိမ်အောင်ကျသွားတဲ့အတွက်ကျောင်းကထွက်ခဲ့ရတယ်လို့ဆိုကြပါတယ်စစ်တပ်ထဲမဝင်ဖြစ်ခဲ့ပေမဲ့စစ်တပ်အတိုင်းဝိုင်းနဲ့အဆက်အသွယ်ရတော့မပြတ်ခဲ့ပါဘူးတနည်းဖြစ်သူတီတာစောကလည်းစစ်တပ်နဲ့နီးစပ်တဲ့မိသားစုကဖြစ်တယ်လို့သိရပါတယ်တန်းရွှေဦးဆောင်တဲ့နဝတအစိုးရခေတ်မှာဒေသရဲ့စီးပွားရေးဘဝစတင်တက်လာခဲ့ပါတယ်အဲ့ဒီချိန်ကတစ်တော်ဝင်ကြီးအောင်ဖုံးတဲ့နီးစပ်မှုတွေကြောင့်ပဲခူးရိုးမှရခိုင်ရိုးမှဒေါနာတောင်နဲ့ကချင်ပြည်နယ်ဒေသတွေမှာတစ်ထုတ်လုပ်ခွင့်တွေရလာခဲ့ပါတယ်အဲ့ဒီခေတ်ကမြန်မာနိုင်ငံမှာတစ်လုပ်ငန်းဟာအလွန်အကျိုးမြတ်ကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့တစ်ထုတ်လုပ်ခွင့်ပါမစ်ရဖို့ဆိုတာလွယ်တဲ့အရာတော့မဟုတ်ပါဘူးဒါကြောင့်ဒေသဟာတစ်လုပ်ငန်းကနေစတင်ပြီးအရင်းအနှီးတွေစုဆောင်းနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာအောင်ဖုံးရဲ့သားစစ်တိုင်းအောင်နဲ့ပူပေါင်းပြီးတစ်ထုတ်လုပ်ရင်းနဲ့တစ်တင်မွေးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ကြပါတယ်ဒီလိုနဲ့ထူးကုမ္ပဏီကတစ်သေးကြီးထွားလာခဲ့ပါတယ်။အဲဒီနောက်စစ်တပ်ပိုင်မြန်မာစီးပွားရေးဥပိုင်လီမိတက်တည်ထောင်လာတဲ့အချိန်မှာတော့ဒေသအတွက်အခွင့်အလမ်းတွေပိုများလာခဲ့ပါတယ်။ဥပိုင်ရဲ့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ဆက်ဆံရေးကောင်းမွန်တာကြောင့်စစ်တပ်အတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေတင်သွင်းပေးရတဲ့လုပ်ငန်းတွေကိုထူးကုမ္ပဏီကရရှိလာခဲ့ပါတယ်။တစ်ချိန်လုံးကနာမည်ကြီးခဲ့တဲ့လန်ဒန်စီးကရက်ဖြန့်ဖြူးခွင့်ကိုရရှိခဲ့ပါတယ်။ဒီအချိန်မှာတော့ဒေသဟာတာမန်စီးပွားရေးသမားတွေမဟုတ်တော့ပဲစစ်အစိုးရနဲ့အနီးကပ်ဆက်ဆက်နေတဲ့လုပ်ငန်းရှင်တွေဖြစ်လာပါပြီ။ဗိုလ်ချုပ်မောင်ရဲ့ဒုတိယချုပ်ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ဒေသရဲ့လုပ်ငန်းတွေကပိုပြီးတိုးချဲ့လာပါတယ်။ထူးသဖြင့်မိုးကုန်းနဲ့ဖားကန်လိုကြောင်းမြတ်အရင်းမြစ်ကြီးတွေရှိတဲ့ဒေသတွေမှာဒုဖွဲ့ဝင်တွေရလာခဲ့ပါတယ်။ကြောက်စိမ်းဗရန်များလိုလုပ်ငန်းတွေကတစ်လုပ်ငန်းထက်တောင်အများဆုံးပိုများတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ဒါကြောင့်ဒေသရဲ့ကြွယ်ဝမှုကအဲ့ဒီအချိန်မှာအရှင်ဟိုနဲ့မြင့်တက်လာခဲ့ပါတယ်။ဒေသကိုအခြားခရိုနီတွေထက်ကွဲပြားနေတဲ့အချက်တစ်ခုကရုရှားနဲ့ဆက်ဆံရေးပါ။မြန်မာစစ်တပ်နဲ့ရုရှားကြားဆက်ဆံရေးတိုးတက်လာတဲ့အခါဒေသကဂျာကန်အဖြစ်အရေးကြီးတဲ့ခန်းကဏ္ဍပါဝင်ခဲ့ပါတယ်။ရဟတ်ယာဉ်တွေလေယာဉ်အစိပ်ပိုင်းတွေပါဝင်စစ်ရေးဆိုင်ရာပစ္စည်းတွေတင်သွင်းရမှာလဲပါဝင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကာလဟာဒေသရဲ့အာဏာနဲ့ငွေကြေးအမြင့်ဆုံးရောက်နေတဲ့ကာလလို့ပြောနိုင်ပါတယ်။လက်ရှိဒေသရဲ့ပိုင်ဆိုင်မှုလုပ်ငန်းတွေပြပါဆိုရင်ထူးအုပ်စုပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာတစ်တော်ထုတ်လို့ရေးတရားသနာဒူးဖော်ရေးခီးသွွားလုပ်ငန်းလေကြောင်းလုပ်ငန်းဟိုတယ်နဲ့အိမ်ယာဖွင့်သွင်းစတဲ့ကဏ္ဍပေါင်းစုံမှာရည်ရည်မြုံနှံထားပြီးတော့မြန်မာနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့မှာကုမ္ပဏီပေါင်း60ကျော်ကိုပိုင်ဆိုင်ထားပါတယ်။ဒါအပြင်ထူးအုပ်စုရဲ့ပိုင်ဆိုင်မှုတွေထဲမှာရန်ကုန်ဒလိဆန်ဥယျာဉ်လှော်ကားဥယျာဉ်တင်ဦးလွင်မြို့သားကန်တော်ဥယျာဉ်နေပြည်တော်ဆာဖာရီဥယျာဉ်စတဲ့အထင်ကရပန်းဖြေနေရာတွေပါဝင်နေပါတယ်။အဲ့ဒီလုပ်ငန်းတွေကိုနှစ်ရှည်စာချုပ်တွေနဲ့လောက်ကိုင်ဝင်ရရှိထားပြီးတချို့စစ်ကောင်စီလက်ထက်မှာစာချုပ်တက်တန်းတိုးဝင်လည်းရရှိထားပါတယ်ဒါပေမဲ့အရာအမြဲတမ်းတက်နေမဲ့အရာမဟုတ်ပါဘူးနဝတခေတ်နောက်ပိုင်းနဲ့သိန်းစိန်ဆိုရလက်ထက်ရောက်လာတဲ့အခါဒေသရဲ့လောကပိုင်ခွင့်တချို့စတင်ရောနေလာပါတယ်အရင်ရထားတဲ့စာအုပ်တွေတင်သွင်းခွင့်တွေရန်နာခံရတယ်မြေယာတွေစီမံကိန်းတွေပြန်လည်သိသိခံရတာတွေလည်းရှိလာပါတယ်နောက်ပိုင်းမှာမင်းအောင်လိုင်းတို့လိုစီးဖို့ချုပ်တွေရဲ့သားသမီးတွေကိုယ်တိုင်ကုမ္ပဏီထောင်ပြီးလုပ်ငန်းတွေလှုပ်လာကြတဲ့အတွက်ဒေသလိုခရိုနီတွေရဲ့အခန်းကဏ္ဍကလည်းတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်2021အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဒေသနဲ့မိသားစုပြည်ပမှာပုံပြီးနေထိုင်လာကြပါတယ်တစ်ချိန်ကအလုံးစီကားခဲ့တဲ့အိန္ဒိယကံပေါင်းမျက်နှာချင်းဆိုင်ကထူး